ကိုမှမလိုချင်တဲ့အမွေးရှိနေတယ်ဂျိုင်းမွေးတို့နှကန်းမွေးမုတ်စိမ်မွေးတို့မိန်းကလေးဆိုဘီကီနီ hair တွေတို့ပြီးရင်ဒီလက်တွေခြေထောက်တွေအမွေးတွေကိုပေါ့နော်ကိုက hair remover လုပ်ချင်တယ်ဆိုင်တွေမှာလည်းမသွားနိုင်သေးဘူးဆိုရင်အိမ်မှာပဲလွယ်ကူကူနဲ့ပေါ့နော်အန်နီရဲ့ကင်းဒီလိုမျိုးအိမ်သုံး IPL set တွေကိုသုံးပြီးတော့အမွေးကိုဖယ်ရှားလို့ရပါတယ်ဒီမျိုးအိမ်သုံး IPL set တွေကိုပုံမှန်လေးပေါ့နော်နှစ်ပတ်တစ်ချိန်လောက်သုံးပေးခြင်းအပြင်ကိုမှရှိတဲ့အမွေးလေးတွေကကျဲလာမယ်အမွေးလေးပါလာမယ်ထွက်တဲ့အမွေးလေးတွေကလည်းပိုနုလာမယ်ပြီးနောက်ပိုင်းအမွေးလေးတွေမထွက်သလောက်နီးပါပေါ့နော်ဖြစ်သွားမယ်ဒါပုံမှန်သုံးပေးရင်ပေါ့နော်တခါတလေကိုကဝက်စင်တွေလုပ်တယ်အမွေးတွေနှုတ်တယ်ဆိုရင်ဒီခါလေး ingrown hair တွေဖြစ်တတ်တယ်ဒီလိုမျိုး hair remover လုပ်ပေးခြင်းအပြင်လည်း ingrown hair လေးတွေတက်တာနိုင်တယ်ဒီလိုမျိုးအိမ်သုံး IPL set တွေကိုမသုံးခင်မှာဘာတွေသိထားရမလဲသုံးနေတော့ဘာတွေ use ရမလဲဒီသုံးပြီးသွားရင်ရောဘာတွေရှောင်ရမလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ပြပေးခြင်းပါတယ်ဆိုတော့မတို့ဒီ IPL ဆိုတာမျိုးကကြတော့အိမ်မှာသုံးတယ်ဆိုရင်အဓိကနည်းနည်းသတိထားရမယ်ကွာဆက်မကောင်းတာတွေသုံးတာတေချာမသုံးတာမျိုးဆိုရင်လောင်တတ်တယ်ဆိုတော့ဒီ IPL သုံးပြီဆိုရင် cooling တွေပါတယ်အရင်အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့မတို့ IPL ဆိုတာမျိုးကြောင့်ဒီအမွေးတွေကိုအပူပေးပြီးတော့ဖျက်ဆီးတာအပူပေးပြီးဖျက်ဆီးရဲဆိုတဲ့နေရာမှာသူကဒီအရေပြားတွေကပေါ့ hair follicles ပေါ့နော်အမွေးအိတ်လေးထဲမှာရှိတဲ့ဒီ melanin ပေါ့ရောင်ချယ်ဆဲလေးကိုသူကဒီအပူနဲ့ပေါ့နော်ပေးပြီးတော့ဖျက်ဆီးလိုက်တဲ့ပုံစံမျိုးအခုပြထားတဲ့ဒီ R&B ရဲ့ Sapphire Ice Cooling IPL မှာဆိုရင်သူကဒီ Advanced Sapphire Ice Cooling ကိုသုံးထားတာဖြစ်တဲ့အတွက်အရေပြားလောင်တာတွေမစိုးရင်ရအောင်ပြီးတော့သူ့ရဲ့ဒီ cooling ကကြာ5 degree Celsius ဒီ cooling ပေးနိုင်တဲ့အတွက်ပေါ့နော်မတို့သုံးတဲ့အခါမှာလည်းအရန်ပူတာမျိုးမခံစားရဘူးတက်တောင့်တက်တာနဲ့ပေါ့နော် cooling အေးလေးရတယ်ဒီ R&B ရဲ့ IPL ကဒီ upgrade နည်းပညာတွေသုံးထားတာဖြစ်တဲ့အတွက်မတို့ရိုးရိုးသားman IPL တွေထက်သုံးစားပို့ပြီးထိရောက်တဲ့ပုံစံမျိုးပေါ့သူ့မှာကဒီ IPL ပြင်ဘယ်လို function လေးတစ်ခုပါသေးလဲဆိုတော့skin rejuvenation အတွက်ဒီ red light therapy လေးပါတယ်ဆိုတော့ဒီ red light therapy ကိုပုံမှန်လေးသုံးခြင်းအပြင်မတို့ရေပြအသားရည်မညိတာအမဲဆက်ရှိတာလေးတွေကိုတတ်တာလာစေနိုင်တယ်ဒါတွေကဒီ R&B IPL ရဲ့ကောင်းချက်လေးတွေပေါ့နော်မပြည့်ခင်မှာမတို့ shaving လုပ်ပေးဖို့လိုတဲ့အမွေးလေးတွေကိုဆိုတော့အမွေးလေးတွေ shaving အတွက် shaving cream ပေါင်လေးသုံးမယ် shaving လုပ်တဲ့အခါမှာလည်းမတို့ဒီလိုအမွေးရဲ့လားရပေါ့နော်အမွေးရဲ့ပုံစံတိုင်းပဲဒီလိုခပ်ဖွားဖွားလေးလုပ်ပေးရမယ် shaving ကိုဆိုရင်မတို့ plug ချိုးတက်ပြီးတော့ဆက်လေးစောက်ဖွင့်လိုက်မယ်နော်ဆက်ဖွင့်တဲ့အခါမှာဒီမှာ power button လေးရှိတယ်ဒီ power button လေးကိုဖိထားလိုက်ရင်ဆက်လေးပွင့်လာပြီပေါ့နော်သူကဒီလိုပုံစံလေးရှိတယ်မျက်နှာပုံစံလေးပေါ့သူကတော့အဓိကဒီ sensitive skin တွေပေါ့နော်မျက်နှာ area နဲ့ဒီ sensitive area လေးတွေကိုသုံးမဲ့သူတွေအတွက်သူကတင်တော်တယ်ပေါ့နော်သူကတော့ဒီဟာကို low power ပေါ့နော် power လေးနည်းမယ်နောက်တစ်ခုကတော့ဒီလိုပုံစံလေးပေါ့ဒီခလုတ်လေးကိုနှိပ်ပြီးတော့ဒီ power ခလုတ်လေးကိုနှိပ်ပြီးရွှေ့လို့ရတယ်သူကတော့ဒီခန္ဓာကိုယ် body parts တွေအတွက်ပေါ့ဒီခန္ဓာကိုယ်စိတ်ပိုင်းတွေအတွက်သုံးလို့ရတယ်နောက်တစ်ခုကတော့ဒီလိုပုံစံလေးဒါတော့ပြင်ရအမြင့်ဆုံးပဲဒီခန္ဓာရည်ရှိတဲ့ skin တွေဆိုရင်သုံးလို့ရတယ်သူ့ကိုမတို့ကဒီကတော့ဒီသူ့ရဲ့function သွားတဲ့ဟာလေးပေါ့နော်သူ့မှာဒီ sapphire contact cooling ပါတယ်ဆိုတော့သူကအေးနေရပေါ့နော်ဆိုတော့မတို့ကဒီ function ဒီ power cloud လေးကိုနှစ်ချက်ဖိလိုက်မယ်ဆိုရင်သူကဒီလိုအနီလေးပါတယ်သူကတော့ red light therapy ပေါ့သူက skin rejuvenation effect ရအောင်သူ့သုံးနေဆိုရင်တားရည်မညီရည်မဲဆက်လေးတက်တောင်ထည့်ပြီးသုံးတာမျိုးပေါ့မအခုလက်ပြစ်မှာဆိုတော့ဒီ body pad လေးကိုရွေးလိုက်မယ်ပြီးတော့ပြစ်မယ်ပေါ့နော်ဒီ cloud လေးကိုနှိပ်ပြီးတော့ပြစ်လို့ရတယ်ဆိုတော့အရင်ဦးဆုံးဒီသူတို့မှာမျက်မှန်လေးပါတယ်ဆိုတော့ဒီမျက်မှန်လေးကိုတက်လိုက်မယ်ဆိုတော့သူ့ကိုပြည့်ရင်ကမတို့ဒီ cloud လေးနှိပ်ပြီးပြစ်သွားရုံပဲတခုရှိကသူကမတို့ကဒီဟာကိုပြင်ဂျယ်ခံစရာမလိုဘူးဘာလို့ဆိုတော့သူ့မှာကဒီ contact cooling ပါပြီးသားဒီအေးပါပြီးသားဆိုတော့ cooling အပြည့်အဝရတယ်ပေါ့နော်ဆိုတော့ဖိပြီးသွားရုံပဲအရင်ဆုံးမှ manual mode လေးလုပ်ပြမယ်သူကဒီ cloud လေးနှိပ်ပြီးသွားရုံပဲကိုပြစ်ချင်တဲ့နေရာကိုတေချာဖိမယ်အရင်ဆုံးကိုပြစ်ချင်တဲ့နေရာလေးကိုလေဒီလိုမျိုးလေး cooling ရအောင်ပေါ့နော်အေးအောင်အဲ့လိုမျိုးလေးလုပ်ပေးမယ်အဲ့လိုပဲပေါ့နော်အရင်မကွာနဲ့ဒီ area အတိုင်းလေးပဲနည်းနည်းချပြီးသွားပြီပေါ့နော်ဒါသူ့ရဲ့ဒီ IPL ထွက်တဲ့နေရာလေးပေါ့နော်ဆိုတော့အဲ့လိုလေးသွားမယ်ဒီလိုလေးပဲပေါ့နော်အရန်လွယ်ဒီလိုကိုက manual mode နဲ့မသွားချင်း auto ပေါ့နော်သူကသူပြစ်တာလေးလိုချင်တယ်ဆိုတော့မတို့ကဒီ cloud လေးကိုဖိထားပေးလိုက်လို့ရတယ်အဲ့လိုနှစ်ချက်ဖိထားပြီးတဲ့အခါမှာဒီလိုလေးပေါ်လာတယ်ပေါ့နော်အဲ့ဒါလေးကသူ auto mode ဖြစ်သွားမှာပေါ့ဆိုတော့အမတို့သူကဒီတိုင်းဆိုမဖြစ်ဘူးထိလိုက်ရင်လင်းသွားတယ်ဆိုတော့ကိုဖိစရာမလိုသူကသူသွားတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးကြတော့မတို့တခါလေးarea ကြီးရဲ့နေရာလေးပေါ့အဲ့လိုမျိုးတွေမှာဆိုရင်ဒီ auto mode လေးကိုတုံးတယ်ပေါ့နော်ဆိုတော့ဒါသူ့ရဲ့လုံနည်းလေးပဲပေါ့ဆိုတော့ပြီးသွားပြီဆိုရင်မတို့ကဒီခလုတ်လေးကိုပြန်ပေးလို့ရတယ်ပြီးရင်ဒီဟာလေးတွေကိုဝစ်တက်တက်လေးနဲ့ပေါ့နော်ပြန်ပြီးတုပ်ပေးဒီဟာကိုကြတော့မတို့ကalcohol တွေပိုင်းနဲ့တုပ်စရာမလိုဘူးเนาะဝစ်တက်တက်လေးနဲ့ပြန်တုပ်ပေးရင်ရပြီဒီ R&B ရဲ့ IPL မှာအယောင်နှမျိုးလာတဲ့ခုပြထားတဲ့ပန်းရောင်လေးဖြင့်ဖြူရောင်လေးလည်းရှိတယ်ကာလာနှမျိုးပေါ့နော်မတို့ဒီဟာကိုသုံးတယ်ဆိုရင်မိနစ်ကဒီမျက်နှာဆိုရင်3မိနစ်လောက်ပဲပြီးဒီမတို့ဂျိုင်းနေလက်တွေမတို့ဘီကီနီတွေဆိုရင်ကျတော့9မိနစ်ဝေးတယ်ပေါ့နော်ပြီးတော့ဒီ6တောက်ပြစ်တာမျိုးဆိုတော့10မိနစ်လောက်ပေါ့အကြမ်းမြင့်အဲ့လောက်ပဲဆိုရင်ရပြီအချိန်ကြာကြီးသုံးတဲ့အခါမှာဆိုမတို့ဘန်နေပါရနိုင်တော့ဆက်စချင်းအဲ့အချိန်လောက်ပဲစားပေါ့နော်
ဘယ်မျိုးအိမ်သုံး IPL တွေသုံးပြီဆိုရင်ဘာတွေ queue ဆိုင်ရမလဲပေါ့မတို့ IPL သုံးတော့မယ်ဆိုရင်မသုံးခင်မှာဘာသိထားရမလဲဆိုရင်ကိုဒီ IPL နဲ့ထိရောက်နိုင်ရဲ့လားဆိုတော့သိထားရမယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုရင်ကို့အသားရောင်ကပေါ့နော်မတို့မှာအသားရောင်လေးတွေရှိတယ်အရန်ညိုမဲတဲ့အသားရောင်တွေဆိုရင် IPL နဲ့မသင့်တော့ဘာလို့လဲဆိုတော့ခုနကအမပြောခဲ့တယ် IPL ဒီရောင်ချယ်ဆဲလေးတွေကိုအပူပေးတာဖြစ်တယ်ကို့သားရဲ့အရန်ညိုတဲ့ရောင်ချယ်ဆဲမလန်နီတွေများနေရဆိုရင်ရေပြားဘန်းဖြစ်လွယ်တယ်အရန်မထိရောက်ဘူးပေါ့နော်နောက်တစ်ခုကကျတော့ကိုယ့်ရဲ့အမွှေးအရောင်ပေါ့နော်ကို့အမွှေးအရောင်ကဒီလိုညိုတာမဲတာမဟုတ်ဘဲနဲ့ကို့အမွှေးအရောင်ကဒီရောင်ချယ်ဆဲမရှိရဲ့ပေါ့နော်ငွေရောင်တို့ခဲရောင်စသဖြင့်ပေါ့အဲ့လိုမျိုးအရောင်မရှိတဲ့အဖြူရောင်လိုမျိုးတွေဖြစ်နေမယ်ဆိုရင်လည်းဒီ IPL ပြစ်ချင်အဖြစ်ထိရောက်မှာမဟုတ်ဘူးမျိုးအမွှေးရရှိရလို့အသားရောင်တွေဆိုရင်တော့ဒီ IPL နီးလန်းနဲ့အဆင်မပြေနိုင်ဘူးတခြား hair removal နီးလန်းကိုစဉ်းစားရမယ် IPL မသုံးသင့်တဲ့သူတွေကကြတော့ကိုဝင်ဆောင်နေပြီးကလေး6လအောင်တို့တိုင်းမိခင်နေဆိုမသုံးသင့်ဘူးပြီးတော့ကိုယ့်စီမှာဒီယောဂကြီးကြီးမှာပေါ့နော်နှလုံးဆက်တက်ထားတဲ့သူတွေတို့ပြီးရင်ဒီအရေပြား allergy ကိုမှဆိုးဆိုးဝါ allergy ထားတတ်တဲ့သူမျိုးဆိုရင်လည်း IPL မသုံးသင့်ဘူး menstruation လာတဲ့အချိန်မှာလည်းမသုံးတာပိုကောင်းတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကမသုံးခင်မှာဆိုရင်မတို့ဒီအမွှေးကိုနှုတ်ထားတာမျိုးဝက်စင်နှုတ်ထားတာမျိုးမလုပ်သင့်ဘူးဘာလို့ဆိုတော့အမတို့နှုတ်လိုက်တယ်ဝက်စင်နှုတ်လိုက်တယ်ဆိုရင်ခုနကအမွှေးအိတ်လေးကပါသွားမယ်ဒီဆက်ဒီအမွှေးအိတ်ထဲမှာရှိတဲ့ pigment ကိုပြစ်တာဖြစ်တဲ့အတွက်အဲ့လိုဝက်စင်နှုတ်ထားရင်နှုတ်ထားရဲဆိုအမတို့တို့ထိရောက်မှာမဟုတ်ဘူးဆိုတော့မပြစ်ခင်မှာဒါလေးတွေသိထားတဲ့ねပြစ်နေတော့မှဘာတွေ queue ဆိုင်ရမလဲပေါ့နော်မတို့ IPL ပြစ်နေတဲ့အချိန်မှာသူဒီဒီကိုပြစ်မဲ့နေရရဲ့အရေးပြားဒီ6တွေ့ပြီးတော့တန့်စင်နေရမယ်ပေါ့နော်ဆိုတော့ကိုပြစ်မဲ့နေရမှာ make up တွေရှိတာ lotion တွေရှိတာအမွှေးချိုင်တွေရှိတာစသဖြင့်ပေါ့အဲ့လိုမျိုးဟာမျိုးတွေရှိမယ်ဆိုရင်တန့်ရှင်းမနေဘူးဆိုရင်မတို့ပြစ်လိုက်တဲ့အခါမှာပိုးဝင်တာမျိုးပြစ်လိုက်တဲ့အခါမှာ irritation တွေဖြစ်တာပြီးတော့တိတ်မထိရောက်တာမျိုးတွေဖြစ်နိုင်တယ်ဆိုတော့ကိုပြစ်တဲ့နေရာဒီ6တွေ့ပြီးတန့်စင်တဲ့နေရာဖြစ်ရမယ်ပြစ်တဲ့နေရာမှာမတို့ဒီ shaving လုပ်ထားတဲ့ねဘာလို့လဲဆိုတော့မတို့ shaving မလုပ်ပဲပြစ်မယ်ပေါ့နော်အမွှေးကို shaving မလုပ်ပဲနဲ့တစ်ချောင်းလုံးပြစ်မယ်ဆိုရင်IPL ရဲ့ wave ဒီမွေးအိတ်ကိုသာမဟုတ်ပဲနဲ့ဒီ hair တစ်ချောင်းလုံးကိုပြည့်ရတာဖြစ်တယ်ဆိုတော့ energy waste ဖြစ်တဲ့ result ကလည်းထင်သလောက်မထိရောက်နိုင်တဲ့အပြင်တခါလေဘန်းတွေပါရနိုင်တယ် skin irritation တွေရနိုင်တဲ့အတွက်အဲ့နေရာကို shaving လုပ်ပြီးမှပြစ်တာတော့ပို့ပြီးတော့ကောင်းတယ်တခါညှော်နှက်တွေပါရနိုင်တယ်ပေါ့နော်အဲ့လိုတွေဖြစ်နိုင်တဲ့အတွက် IPL လုံးအဲ့လေးသိထားတဲ့ねပြီးတော့မတို့ IPL ပြစ်တဲ့အခါမှာမျက်မှန်တက်ဖို့အရေးကြီးတယ်။ तू က IPL အလင်းတွေထွက်တဲ့အခါမှာကိုယ့်မျက်လုံးကိုထိခိုက်နိုင်တယ်ဆိုတော့ကိုဒီမျက်မှန်တက်ထားရမယ်။ဒီ RMB ရဲ့ Sapphire Ice Cooling IPL မှာဆိုမျက်မှန်နဲ့လက်ပါတယ်။ဆိုတော့ကိုယ်စိတ်ကြိုက်တက်ပြီးတော့ပြစ်လို့ရတယ်ကိုယ့်မျက်လုံးကာကွယ်ဖို့လည်းအရေးကြီးပါတယ်ပြီးတော့အရေးအကြီးဆုံးဒီမှရှေ့မှာပြောခဲ့သလိုပဲ cooling အရင်အရေးကြီးပါတယ်အရေးပြားလောင်နိုင်တဲ့အတွက်ပေါ့နော်ဒီဆက်ဒီ3နေရင်းနဲ့ပူလာတာပြီးတော့3နေတဲ့အခါမှာကိုယ်အေးအေးလေးမှခံစားရပဲပူနေတာမျိုးဆိုရင်ရက်လိုက်ပါဆက်မသုံးပါနဲ့ပြစ်ပြီးတဲ့ညာလေးတွေကိုရှားသောင်းကျဲတို့ဘာလို့ cooling ပေါ့စူသိမ့်ပါတဲ့ဟာမျိုးလေးတွေပြန်ပြီးတော့လူပေးပါဆိုတော့ပြစ်တဲ့နေရာမှာလည်းတေချာအသားတွေကိုပေါ့နော်ထိထိမိမိနဲ့ပေါ့အေးနေတဲ့နေရာလေးကိုသူ့ရဲ့ဒီ Sapphire Cooling ထိတဲ့နေရာလေးတွေကိုတေချာလေးဖိပြီးတော့ပြစ်ပေးပါဆိုတော့အဝေးကနေပြစ်တာမျိုးတွေပါဆိုရင်အရေပြားလောင်နိုင်တယ်ဆိုတော့တေချာလေးထိထိမိမိပြစ်ပေးပါနောက်တစ်ခုတော့ after care ပေါ့နော်ဒီလိုမျိုး IPL ပြစ်ပြီးသွားရင်ဘာတွေ use ဆိုင်ရအောင်လဲပေါ့ပြစ်ပြီးတဲ့အခါမှာကိုဒီပြစ်ထားတဲ့နေရာလေးတွေကိုစူးသိမ့်ကျဲပေါ့နော်ရှားတောင်းပါတဲ့ဟာမျိုးလေးတွေတို့အေးနေတဲ့ဟာမျိုးလေးတွေစူးသိမ့်ကျဲအေးလေးကိုပြန်ပြီးလူပေးခြင်းအပြင်လည်းထိရောက်တယ်ဒါမှမဟုတ်လည်းတခါလေးကိုကရေခဲဝစ်လေးကပ်ပေးတာတို့ရေခဲလေးကပ်ပေးတာမျိုးလုပ်ပေးမယ်ဆိုရင်လည်းပို့ပြီးတော့ကောင်းတယ်ပူနေတဲ့သူတွေအတွက်ပေါ့နော်ပြပြီးသွားပြီဆိုရင်ကွာရေနွေးအပူနဲ့ချိုးတာတွေပြီး chemical အရမ်းများတဲ့ဟာမျိုးတွေအနက်အရမ်းများတာ alcohol ပြင်းတဲ့ဟာမျိုးတွေပါတဲ့ingredient လေးတွေကိုတော့ရှောင်ပေးတဲ့နဲ့ပြီးရင်နေပူရှောင်ရမယ်နေပူရှောင်ရမယ် sunscreen လေးတွေသေချာလူပေးဖို့လိုတယ်ပြီးရင်သူ scrub တိုက်တာမျိုးတွေပေါ့နော်ဒီ IPL လုပ်ပြီးသွားရင် scrub တို့အရမ်းပြင်းတဲ့ဟာမျိုးတွေကျန်းကျန်းတက်ပုတ်တာမျိုးကိုတော့အမဒီတစ်ပတ်လောက်မှစပြီးတော့ scrub တွေပါတော့သုံးစေခြင်းတယ်အရန် sensitive ဖြစ်တော့နှစ်ပတ်လောက်ချစေခြင်းတယ်ပေါ့နော်ဆိုတော့ဒါလေးတွေ queue ဆိုင်ရမယ်ပြီးတော့အဝတ်စားတွေဆိုရင်လည်းပေါ့နော်အရန်ကြက်တာမျိုးမဟုတ်ဘဲနဲ့ပပပနဲ့ချောင်ချောင်ချီချီလေးဝတ်ပေးတာမျိုးပို့ပြီးတော့ကောင်းပါတယ် IPL သုံးမယ်ဆိုရင်မပြောသလိုပဲ before မလုပ်ခင်မှာကောလုံးနေတော့ကော after care လေးကို queue ဆိုင်ပေးမယ်ဆိုရင်ပုံမှန်လည်းလုပ်ပေးမယ်ဆိုရင်တော့ကိုယ်မှရှိတဲ့အမွှေးလေးတွေကတိတိကျကျသက်သာလာမှသိကြတယ်နော်